ဒီလူရဲ့မျက်လုံးကိုရှေးဟောင်းပစ္စည်းတစ်ခုနဲ့မတော်တဆထိခိုက်မိသွားတဲ့သူနိုးလာတဲ့အခါဆေးရုံမှာရောက်နေတာကိုတွေ့လိုက်ရတယ်သူ့မျက်လုံးတွေကိုပတ်တီးစီးထားတယ်အဲ့ဒီနောက်မှာတော့သူ့အတွက်အောစရာကောင်းတဲ့အရာတစ်ခုဖြစ်လာတယ်သူဟာပတ်တီးကိုဖောက်ပြီးမြင်နိုင်တယ်လို့နေရန်ကိုလည်းဖောက်ထွင်းမြင်နိုင်နေတဲ့တခြားခန်းထဲမှာရှိတဲ့သူနာပြုဆရာမကိုသူမြင်နေရတယ်သူအရန်အံ့ဩသွားပြီးမျက်လုံးပေါ်ကပတ်တီးကိုအမြန်ဆုံးဖြုတ်လိုက်တယ်ဆရာဝန်ရောက်လာတဲ့အခါသူကမောကြည့်လိုက်တော့ဆရာဝန်ရဲ့မျက်နှာဖုံးအောက်မှာရှိတဲ့မဲ့ကိုသူမြင်လိုက်ရတဲ့အမှန်တရားကိုစစ်ဆေးဖို့အတွက်မျက်နှာဖုံးကိုချုပ်ပေးဖို့သူတောင်းဆိုလိုက်တယ်တကယ်ပဲအဲ့ဒီမဲ့ကသူမြင်ခဲ့တဲ့အတိုင်းသူဒါကိုအခုလေးတင်မြင်လိုက်တာပါဒါတင်မကသေးဘူးတငယ်ချင်းနဲ့အတူဈေးထဲမှာလမ်းလျှောက်နေတော့အယောင်ဆိုင်ပိုင်ရှင်ရဲ့လက်ထဲမှာကင်ထားတဲ့ရေဘူးဟာတံမိုးကြီးရှေးဟောင်းပစ္စည်းဖြစ်နေတာကိုသူတွေ့လိုက်ရတယ်ဒါကြောင့်ဆိုင်ပိုင်ရှင်ကိုရောင်းမလားလို့မေးလိုက်တယ်ဆိုင်ပိုင်ရှင်ကဈေးကိုနဲ့300ဒေါ်လာလို့ပြောပေမဲ့600ဒေါ်လာနဲ့ပဲရောင်းပေးလိုက်တယ်နောက်ဆုံးမှာတော့ရှေးဟောင်းပစ္စည်းကျွမ်းကျင်သူတွေကဒီရေဘူးဟာ$300တန်ဖိုးရှိတယ်ဆိုတာကိုသိလိုက်ရတယ်အခုတော့သူ့မှာထူးခြားတဲ့စွမ်းအားတစ်ခုခုရှိနေတာကိုအတည်ပြုဖို့အတွက်သူဟာရှေးဟောင်းပကြီးကားတွေကိုလေလံတင်ရောင်းချတဲ့ပွဲကိုတွားခဲ့တယ်ဘယ်သူမှမဝယ်ချင်ကြပေမဲ့အဲ့ဒီလူကတော့ပကြီးကားထဲမှာတခုခုမှားယွင်းနေတာကိုသတိထားမိသွားတယ်ဒါကြောင့်သူဆုံးဖြတ်လိုက်ပြီးသူ့ရဲ့တငယ်ချင်းအတိမိတ်ဆွေရှေးဟောင်းပစ္စည်းကျွမ်းကျင်သူနဲ့အတူစစ်ဆေးလိုက်တဲ့အခါမှာတော့အဲ့ဒီပကြီးကားဟာ$15 တန်တန်ဖိုးရှိနေတာကိုတွေ့ရှိခဲ့ရတယ်